နိုင်ငံထဲမှာလည်းဒီ freedom fighter တွေပေါ့နော်ဆန္ဒပြတဲ့အဖွဲ့တွေကနေပေါက်လာတဲ့ဒီ UG တွေပေါ့အဲ့လိုပြောတယ်သူတွေလည်းဒီအရင်ထဲမှာဒီလီတွေမီးရှို့တဲ့အဆင့်တွေတော့ဖြစ်နေတယ်ကိုကတော့တော်တော်များများကိုသူတို့ဒေါ်လာပုံစံမျိုးမှာဆန္ဒပြပွဲတွေကြီးကျယ်နေတယ်ဆန္ဒပြတော့မဟုတ်တော့ပါဘူးသူကတော့ရဲစခန်းတွေပါမီးရှို့ရဲတွေပါအဲ့လိုမျိုးသူတို့လိုက်ပြီးတော့ကိစ္စတောင်းနေတဲ့အနေအထားတွေမှာရှိတယ်ဆိုတော့ပြောပြတာပါနေ့မြန်မာပြည်ရဲ့တင်းနေချတာတော့ချုံမြင်တာပေါ့နော်မနေ့ကလည်းမကွေးလေးတက်ကြည့်ရတော့ရှော့တိုက်တုံးတွေတိုက်ခိုက်တော့အကုန်လုံးဝီလီတာလေနေရောဗာတွေရောသူတို့ပို့လဲသွားတော့တစားစီဖြစ်သွားတယ်ဒီနေ့လဲသူတို့အချင်းချင်းထုတ်တက်တယ်လုံနေတယ်ဆိုတော့အားကြလဲပါသွားတယ်လို့သတင်းကြားတယ်စုံမင်းထုံးကြီးပေါ့ပြန်ကြားရေးစုံမင်းထုံးကြီးလဲဖြုတ်တဲ့ထဲပါသွားရင်9နှစ်လောက်တော့ခံပါသေးတယ်အာနာသိပြီးတော့အဲဒီကြားတယ်ဆိုတော့သတင်းကောင်းလေးတွေပေါ့နော်သိမဆိုးပါဘူးဒါပေမဲ့အခုရှေ့လက်ပိုင်းနဲ့အီရန်နဲ့ကြောင်းတွေပဲကျွန်တော်အများနဲ့ပြောနေကြဆိုတော့လေနည်းနည်းပါတော့ပြောပြခြင်းနေတယ်ပေါ့ဘာတွေဖြစ်နေလဲဆိုတော့ရှေ့လက်ပိုင်းမှာတော့ဒီအမေရိကန်ကဒေါ်နယ်ထရန့်ကတော့ဧပြီ6ရက်နေ့အထိသူတို့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မယ်ဆိုပြီးတော့တက်တန်းတူထားတယ်ဆိုတော့ဘာကွက်တွေရွှေ့ရလဲတော့မသိဘူးဒါပေမဲ့ရှေ့လက်ပိုင်းမှာတော့ဆွေးနွေးညှိနှိုင်းတာတော့အစ္စရေးကတော့ဒီပြောတာတော့သူတို့ကတော့ဆွေးနွေးညှိနှိုင်းမှုတွေမှာမပါဘူးဆိုတော့ဘာဖြစ်လဲဆိုတော့လူပေါင်း3000လောက်နဲ့ကိုလောလောဆယ်တတ်ထားတဲ့ဒီ regime နဲ့ဆွေးနွေးတဲ့အချိန်ဒါကဘာမှအရင်မရဖတ်မရပဲဖြစ်လာမှာပေါ့နော်သူတို့တွေကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးတဲ့အစ္စရေးကတော့လို့ပြောတယ်ဆိုတော့အစ္စရေးကတော့ဆွေးနွေးတဲ့အထက်မပါဘူးဒါပေမဲ့အမေရိကန်ကတော့ဆွေးနွေးတယ်ဆိုတာဘာအကွက်တွေထုတ်နေတာလဲတော့မပြောတတ်ဘူးဒေါ်နယ်ထရန့်ကြီးအကြောင်းလည်းသိပါတယ်သူကတော့ဆွေးနွေးတယ်သူ့ပြစ်လို့အောင်တော့လုပ်မှာပေါ့နော်ဆွေးနွေးရတာနဲ့လက်မခံဘူးဆိုတဲ့ပုံစံမျိုးချိုးခြင်းလို့ပေါ့ဒါပေမဲ့အခြေလည်းပဲမှာလဲတက်တွေကလည်းအများကြီးစီလို့ထားတယ်ဆိုတော့ဒီနေ့ဒေါ်နယ်ထရန့်ကတော့ပြောပါတယ်ဒီအီရန်ကကျညာလိုက်တဲ့ဒီ Abraham Lincoln တင်မောကြီးဟိုမစ်ဆိုင်းနဲ့ပြစ်လို့ဟိုပြည့်စည်သွားပြီပါဆိုတာမဟုတ်ပါဘူးလေသူတို့ဘယ်တော့မှအဲ့တင်မောကြီးပြစ်လို့မရဘူးလို့တော့သူတို့ထုတ်ပြန်ထားတယ်ပေါ့ဆိုတော့အခုအခြေလာမှာဘာတွေဖြစ်နေလဲဆိုတော့ Saudi Arabia ကလည်းသူကမွတ်စလင်နိုင်ငံပဲဒါပေမဲ့အီရန်နဲ့ဆိုရင်တော့သူကလုံးဝမတည့်ဘူးသူက Saudi ခဏကြိုက်ဟိုပြစ်လိုက်လောက်နေတော့ Saudi ကလည်းအခုစစ်ရေးထဲမှာပါလာပြီအခုတိုက်နေတဲ့စစ်ပွဲထဲမှာတော့သူရဲ့ budget တွေကိုတော်တော်များများကိုထည့်ပေးထားတယ်ဆိုပြီးတော့တင်ရတယ်အခု Saudi ကလည်းသူ့ရဲ့ရေနံချက်ဆက်ယုံတွေပါညာတော်တော်များများလည်းသူကအီရန်ရဲ့ drone တွေထိပြီးတော့ပျက်စီးပြီးတော့ရပ်တန့်ထားရတယ်ရှိတော့အီရန်အဓိကကတော့မှတ်မိအောင်မလားမသိဘူးအစ္စရေးကိုဒုံးကြီးအလုံးပေါင်း3000လောက်နဲ့တပြိုင်တည်းအလက်ငိုက်မှာပစ်ချပြီးတော့မှအစ္စရေးတွေကိုတစားကန်တွေဖမ်းသွားတဲ့နေ့ဆိုတော့အဲ့ဒါအဓိကရဲ့လက်နာကအီရန်ကနေစလိုက်တာသူ့ရဲ့ထောက်ပံ့ထားတဲ့လူတွေကရောသွေးတို့စားတာပေါ့နော်6လောက်ကလေးလောက်တက်နေကြည့်လို့မှတိတ်မအော်သေးဘူးဆိုရင်ဒူးလောက်တက်လို့မှတိတ်မအော်သေးဘူးဆိုရင် level လောက်တက်နေမယ်အနေထားမှာဒီလိုသူတို့ရဲ့ပုံစံမျိုးအဲ့လိုမျိုးဆိုတော့အစ္စရေးကလည်းသူကပြန်ဆော်တဲ့အနေထားမှာပါဆိုတော့သူ့နိုင်ငံသားတယောက်ထိတာနဲ့သူကမီးပွင့်သွားအောင်သူပြန်ကြိတ်တာအစ္စရေးဆိုတာလဲဆိုတော့အဲ့ကလေးကနေစချိတ်တာအခုဆိုရင်အီရန်နိုင်ငံအထိပါဝင်ကြိတ်နေပြီဆိုတော့ဟိုစစ်ပွဲတွေကတော့ရှေ့ဆက်ပြီးတော့တော်တော်လေးတော့စိုးဝါးတွေဖြစ်လာမယ်အီရန်နိုင်ငံလည်းပျောက်မယ်မဟုတ်ပါဘူးအီရန်နိုင်ငံရဲ့အစိုးရလည်းကြာရှုံးမဲ့အနေအထားမှာရှိသွားပြီဆိုတော့အဲ့ဒါအသေးချာပဲဘာဖြစ်လို့လဲဆိုတော့အစ္စရေးကသူကအမေရိကန်မှာပါလဲချမှာဆိုတော့သူ့ရဲ့ကဏ္ဍအဲ့လိုရှိတယ်အမေရိကန်ထောက်ခံမခံမှာသူကဆော်မှာအဲ့အနေထားမှာရှိတယ်ဆိုတော့အဲ့ဒါလာပြောပြတာပါနောက်တဲ့ထူးလေးတွေရှိရင်ပြောပြအောင်မယ်အခုကတော့အမေရိကန်မှာဟောပါလဲဆန္ဒပြတာသိလားဆန္ဒပြတာမွတ်စလင်တွေကဆန္ဒပြတာအမေရိကန် USA go to hell USA go to hell and it is right to rebel it is right to rebel ကမ္ဘာနိုင်ငံမှာနေတာကွာကိုယ်နိုင်ငံမှာသူများနိုင်ငံမှာလည်းသွားနေသေးတယ်ကွာအမေရိကန် USA go to hell ဆိုတော့ဆန္ဒပြတာအဲ့လိုမျိုးတွေဆိုတော့သိလားအင်ရှင်ကိုဧည့်သည်ကနေပြီးတော့မှခါရနဲ့ကောင်းခောက်လို့ခံစားရတာပေါ့နော်အဲ့ဒါကြောင့်အမေရိကန်တော့